ရင်ပေါက်မှာအတန် message ပို့လို့မရတဲ့သူလေးတွေပေါ့နော်အတန်ပို့လို့ရအောင်ခလုံးဖွင့်တဲ့ဒီလေးကိုယွန်းလေးကလာရောက်မြောက်ပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးကမှာအခုလိုမျိုးရေးကြည့်တဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူတွားကြည့်ကြမယ်ရှင်ပထမဆုံးကိုယ့်ရဲ့ TikTok လေးကိုဖိနှိပ်လိုက်မယ် PP နဲ့စတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာရောက်လာပြီဆိုရင်တော့ဒီမှာ mic ခွက်ပုံစံလေးနေရာလေးကိုနှိပ်လိုက်မယ်ဒီအပေါ်ဆုံးကနေရာလေးကိုပြောင်းပေးရမှာဟုတ်ပါတယ်လို့နော်ပြီးပြီဆိုရင်ကိုယ့်ရဲ့ TikTok ကောက်ကို mic ခွက်ရမရသွားပြီးတော့ကြည့်မယ်နော်ဒါဆိုရင်တော့ဒီမှာ mic ခွက်လေးပွင့်လာပါပြီရှင်အတန်ပို့လို့မရတဲ့သူလေးတွေပေါ့နော်သွားပြီးတော့လုပ်ကြည့်ပါရှင်TikTok ကနေပြီးတော့ဝင်ဝင်မှန်တကယ်ရကျင်တယ်ဘယ်လိုမျိုးစပြီးတော့တီးစားရမှာလဲမသိသေးတဲ့သူလေးတွေပေါ့နော်ယွန်းလေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မြင်မြန်လို့ရပါတယ်ယွန်းလေးစီမှာအခြေခံကနေစပြီးတော့ဝင်ဝင်ရတဲ့အထိအကောက်တီးဆောင်နေသင်ပေးပါတယ်ရှင်